ဖုံးခွဲထားခံရတဲ့သမိုင်းကလကနောက်ွယ်မှာဗမာပြည်ဒေသကြီးရဲ့အရေးပါပြီးထင်ရှားခဲ့တဲ့ခေတ်မီလက်နက်ကင်တပ်ဖွဲ့တစ်ခုရှိခဲ့ပါတယ်။ဒီတပ်ဖွဲ့ဝင်တွေဟာပထမကမ္ဘာစစ်ကြီးမှာကမ္ဘာနေရာဒေသအနှံ့အပြားမှာတွားရောက်တိုက်ခိုက်ခဲ့ကြပြီးဒုတိယကမ္ဘာစစ်ကာလအတွင်းမှာလည်းဗမာပြည်ဒေသဖက်စစ်ခုခံတွန်းလှန်စစ်ပွဲတွေမှာမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့ကြသလိုကျွန်တော်ရဲ့ပြည်ထောင်စုတပ်မတော်ကြီးကိုဖွဲ့စည်းရမှာလည်းပါဝင်ခဲ့တဲ့တပ်ဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ Union of Burma Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့တစ်ချိန်ကဗမာပြည်ဒေသကြီးမှာအရေးပါထင်ရှားခဲ့တဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Burma Rifle တပ်ဖွဲ့အကြောင်းပဲဖြစ်ပါတယ်။1914ခုနှစ်ဇူလိုင်လမှာပထမကမ္ဘာစစ်ကြီးစတင်ခဲ့ပါတယ်။ British Empire ဟာကမ္ဘာတစ်ဝန်းမှာပြန့်နှံ့နေတဲ့ကိုလိုနီနယ်မြေတွေကိုထိန်းချုပ်ထားရရုံကမကစစ်မျက်နှာပေါင်းများစွာမှာလည်းတိုက်ပွဲဆင်နွှဲနေရတာကြောင့်စစ်အင်အားကိုတိုးချဲ့ဖို့အတွက်လိုအပ်လာခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ပဲဗြိတိရှအိန္ဒိယတပ်မတော်အပါအဝင်အင်ပါယာရဲ့နေမြေဒေသအသီးသီးမှာရှိတဲ့ဗြိတိရှတပ်မတော်တွေဟာစစ်အင်အားကိုတိုးချဲ့ဖို့လှုံ့ဆော်လာခဲ့ကြပါတယ်။ဒီလိုနဲ့1916ခုနှစ်နိုဝင်ဘာလမှာဗြိတိရှအိန္ဒိယရဲ့နေမြေထဲမှာပါဝင်တဲ့ဗမာပြည်ဒေသကမန်လီမြို့မှာဘာမာပိုင်အိုနီယာလို့ခေါ်တဲ့တပ်ဖွဲ့နှစ်ခုကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ဖွဲ့အတွက်ဗမာပြည်ဒေသအတွင်းမှာရှိတဲ့မြန်မာကချင်ရှမ်းကရင်ချင်းစတဲ့တိုင်းဒေသအစုံကိုလက်ခံစုဆောင်းခဲ့ပါတယ်။ဘိုင်အိုနီယာတပ်ဖွဲ့ဆိုတာဟာတာမန်ချီလင်တပ်ဖွဲ့တွေနဲ့မတူဘဲစစ်မြေပြင်အထောက်အကူပြုအင်ဂျင်နီယာလုပ်ငန်းတိစောက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ကြတာဖြစ်ပါတယ်။ဘိုင်အိုနီယာတပ်ဖွဲ့ရဲ့အဓိကလုပ်ငန်းတာဝန်ကတော့စစ်နယ်မြေတွေမှာတပ်ဖွဲ့တွေချီတက်နိုင်မှုလမ်းတွေဖောက်လုပ်တာတရားတွေတိစောက်ပြုပြင်တာခံတပ်တွေကရုတ်ချင်းတွေဆောက်လုပ်တူးဖော်တာစစ်စင်ရေးအတွက်လိုအပ်တဲ့အင်ဂျင်နီယာပညာပိုင်းဆိုင်ရာအထောက်အကူပြုလုပ်ငန်းတွေကိုဆောင်ရွက်ရတာတွေပြင်လိုအပ်ရင်ခြေလင်တပ်သားတွေအဖြစ်လဲတိုက်ပွဲဝင်ကြရတဲ့တပ်ဖွဲ့တွေပဲဖြစ်ပါတယ်။နောက်ပိုင်းမှာဘိုင်အိုနီယာတပ်ဖွဲ့၄ခုထိတိုးချဲ့ဖွဲ့စည်းခဲ့ပြီးတော့1918ခုနှစ်စက်တင်ဘာလမှာဘိုင်အိုနီယာတပ်ဖွဲ့တွေကိုဗြိတိရှအိန္ဒိယတပ်မတော်ရဲ့အမှတ်80 Burma Rifle တပ်ဖွဲ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ချိန်ထဲမှာပဲ1918ခုနှစ်ဇူလိုင်လမှာ Burma Military Police ဗမာပြည်စစ်ပလိတ်တပ်ဖွဲ့ဝင်တွေနဲ့အမှတ်85 Burma Rifle တပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ဒီလိုနဲ့ဗြိတိရှတပ်မတော်မှာဗမာပြည်ဒေသတိုင်းရင်းသားတွေပါဝင်တဲ့တပ်ရင်းတပ်ဖွဲ့တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ Burma Rifle တပ်ဖွဲ့ရာဗြိတိရှအိန္ဒိယတပ်မတော်လက်အောက်မှာဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက်ဗမာပြည်ဒေသကတိုင်းရင်းသားတွေအပြင်စစ်ဂေါရခစတဲ့အိန္ဒိယဒေသကတိုင်းရင်းသားတွေလည်းပါဝင်ခဲ့ပါတယ်။ပထမကမ္ဘာစစ်ရဲ့အရှိန်မြင့်လာတာနဲ့အမျှ1918ခုနှစ်ဇန်နဝါရီလမှာအမှတ်80 Burma Rifle တပ်ရင်းရဲ့ဒုတိယတပ်ဖွဲ့ကိုထပ်မံဖွဲ့စည်းခဲ့ရပါတယ်။ဒီအမှတ်80 Burma Rifle တပ်ရင်းရဲ့တပ်ဖွဲ့နှစ်ဖွဲ့ဟာ1918ကနေ1920အထိအရှေ့အလယ်ပိုင်းစစ်မြေပြင်အထူးသဖြင့်မက်ဆိုပိုတေးမီးယားနဲ့ပါလက်စတိုင်းဒေသတွေမှာတွားရောက်တိုက်ခိုက်ခဲ့ကြရပါတယ်။မက်ဆိုပိုတေးမီးယားဆိုတာအခုခေတ်မှာအီရတ်နိုင်ငံရဲ့နယ်မြေအများဆုံးပါဝင်ပြီးတော့ကူဝိတ်၊ဆီးရီးယား၊တူရကီနဲ့အီရန်နိုင်ငံတို့ရဲ့နယ်မြေတချို့ပါဝင်တဲ့ဒေသတွေပဲဖြစ်ပါတယ်။1918ခုနှစ်အတွင်းမှာပဲနောက်ထပ်တပ်ရင်း2ရင်းတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။အဲဒါကြောင့်အမှတ်80 Burma Rifle တပ်ရင်းမှာတပ်ရင်း4ခုအထိရှိလာခဲ့ပါတယ်။အမှတ်3တပ်ရင်းကို1918ခုနှစ်ဧပြီလမှာဖွဲ့စည်းခဲ့ပြီးအိန္ဒိယတောင်ပိုင်းမှာရှိတဲ့မိုပလာအုံကျွမ်းမှုကိုနှိမ်နင်းဖို့ဆေလွတ်ခဲ့ရပါတယ်။အမှတ်4တပ်ရင်းကိုတော့1918ခုနှစ်မေလမှာဖွဲ့စည်းခဲ့ပြီးဗမာပြည်ဒေသအတွင်းမှာပဲလုံခြုံရေးတပ်ဖွဲ့အနေနဲ့ထားရှိခဲ့ပါတယ်။ပထမကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်း1922ခုနှစ်မှာဗြိတိရှအိန္ဒိယတပ်မတော်ကိုပြန်လည်ဖွဲ့စည်းချိန်မှာအမှတ်80 Burma Rifle နဲ့အမှတ်85 Burma Rifle တို့ကိုပေါင်းစည်းပြီးအမှတ်20 Burma Rifle အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ဖွဲ့တွေဟာပုံမှန်ခြေလင်တပ်ရင်း၄ရင်းပါဝင်တဲ့အင်အားကောင်းတဲ့တပ်ဖွဲ့ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီတပ်ဖွဲ့ကြီးရဲ့ထူးခြားချက်ကတော့1923ခုနှစ်ကနေ1938ခုနှစ်အတွင်းမှာသူတို့ရဲ့တပ်ရင်းဖွဲ့စည်းပုံပဲဖြစ်ပါတယ်။စုစုပေါင်းတပ်ရင်း၄ရင်းရှိတဲ့အနက်2ရင်းဟာကရင်လူမျိုးတွေအများစုနဲ့ပါဝင်ဖွဲ့စည်းထားပြီးချင်းလူမျိုးအများစုပါဝင်တဲ့တပ်ရင်းနဲ့ကချင်လူမျိုးအများစုပါဝင်တဲ့တပ်ရင်းစီလိုဖြစ်ပါတယ်။ဒီလိုမျိုးတိုင်းရင်းသားအလိုက်တပ်ရင်းကိုဖွဲ့စည်းခဲ့တဲ့ဟာဗြိတိရှတို့ရဲ့စစ်မှုထမ်းရွေးချယ်တဲ့မူဝါဒရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။အတွေ့အကြုံရဲ့ဗြိတိရှအရာရှိတွေကဝိုင်းဝန်းကန့်ကွက်တဲ့ကြားကပဲမြန်မာပြည်ဒေသမှာလူများစုဖြစ်တဲ့မြန်မာလူမျိုးတွေကိုစစ်သားအဖြစ်လက်ခံစုဆောင်းခြင်းကို1928ခုနှစ်မှာရပ်နားထားလိုက်ပါတယ်။ဒီအချက်ကြောင့်လဲလူများစုမြန်မာလူမျိုးနဲ့Burma Rifle တပ်ဖွဲ့ဟာခေတ္တခဏဘာမှမဆိုင်သလိုဖြစ်နေခဲ့ရပါတယ်။ Burma Rifle တပ်ရင်းတပ်ဖွဲ့ရဲ့လုပ်ငန်းသုံးဘာသာစကားကတော့အိန္ဒိယတပ်မတော်မှာလိုပဲ Urdu ဘာသာစကားကိုအသုံးပြုပါတယ်။ဗြိတိရှအရာရှိအများစုကတော့မြန်မာစာနဲ့သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားတွေကိုလည်းသင်ယူခဲ့ကြပါတယ်။ဒါဟာဒေသခံတွေနဲ့ပုံမှန်နီးစပ်ဖို့ထိရောက်စွာကုကဲနိုင်မှုအတွက်အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
1938ခုနှစ်မှာဗမာပြည်ဒေသကိုအိန္ဒိယပြည်ကနေတရားဝင်ခွဲထုတ်ခဲ့ပြီးဗြိတိရှ်အင်ပါယာရဲ့တီးခြားကိုလိုနီနယ်တစ်ခုဖြစ်သတ်မှတ်လိုက်ပါတယ်။ဒီလိုနိုင်ငံရေးပြောင်းလဲမှုနဲ့အတူအမှတ်20 Burma Rifle ကိုလည်းဗြိတိရှ်ဗမာပြည်အတွက်တီးသန့်တပ်ဖွဲ့အဖြစ်ထားရှိပြီး Burma Rifle လို့ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။1938ခုနှစ်ဧပြီလ1ရက်နေ့မှာအမှတ်20 Burma Rifle တို့ကတပ်ရင်း၄ရင်းဟာလည်းဗမာပြည်ဒေသ Burma Rifle ရဲ့အမှတ်1အမှတ်2အမှတ်3အမှတ်4ဆိုပြီးတပ်ရင်း၄ရင်းဖြစ်လာခဲ့ပါတယ်။1939ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးစတင်လာချိန်မှာတော့ Burma Rifle တပ်ဖွဲ့ကိုအင်အားတိုးချဲ့မှုတွေပြုလုပ်ခဲ့ပြီးငကိုမူလတပ်ရင်း၄ရင်းကနေစုစုပေါင်းတပ်ရင်း14ရင်းအထိဖွဲ့စည်းခဲ့ပါတယ်။ဒီလိုပြန်လည်တိုးချဲ့ဖွဲ့စည်းရမှာတော့လူများစုတိုင်းရင်းသားဖြစ်တဲ့မြန်မာလူမျိုးကိုလည်းစစ်မှုထမ်းခွင့်ပိတ်ပင်ထားခဲ့တာကိုပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ဒါကြောင့်အခြားတိုင်းရင်းသားတွေနည်းတူပဲမြန်မာလူမျိုးတွေဟာလည်း Burma Rifle တပ်ဖွဲ့တွေမှာပြန်လည်ပါဝင်လာခဲ့ပါတယ်။အမှတ်5တပ်ရင်းကို1940ဧပြီလ1ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးအမှတ်6တပ်ရင်းကို1941ဖေဖော်ဝါရီလ15မှာဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ရင်းတစ်ခုဟာမြန်မာလူမျိုးတပ်ခွဲတစ်ခွဲစီထည့်သွင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အမှတ်9တပ်ရင်းကိုတော့1940နိုဝင်ဘာလ1ရက်နေ့မှာမန္တလေးမြို့မှာဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ဒီတပ်ရင်းကတော့ဗမာပြည်ဒေသကပလိတ်နဲ့စစ်ပလိတ်အင်အားတွေကိုအခြေခံဖွဲ့စည်းခဲ့တာဖြစ်ပြီးဂေါ်ရခါစစ်ပန်ချာဘီနဲ့မြန်မာစစ်တီတွေပါဝင်ခဲ့ပါတယ်။အမှတ်10တပ်ရင်းကတော့နေကြားဆောင်တပ်ရင်းဖြစ်ပြီး1940အောက်တိုဘာလ1ရက်နေ့မှာဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ရင်းကိုတော့စစ်နဲ့ပန်ချာဘီစစ်တီတွေအဓိကထားဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။အမှတ်9တပ်ရင်းကတော့အရန်တပ်ရင်းဖြစ်ပြီး1942ခုနှစ်ဇူလိုင်လ24ရက်နေ့မှာဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ရင်းဟာအင်အား2000လောက်ရှိတဲ့ထိန်းသိမ်းရေးယူနစ်ဖြစ်ပြီးတော့အမှတ်10လေ့ကျင့်ရေးတပ်ရင်းကဆင်းလာတဲ့တပ်သားတွေကိုဆက်လက်လေ့ကျင့်ထိန်းသိမ်းပေးထားတဲ့တပ်ရင်းပဲဖြစ်ပါတယ်။အမှတ်10လေ့ကျင့်ရေးတပ်ရင်းကို1942ခုနှစ်ဇူလိုင်လ1ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးမေမြို့မှာအခြေစိုက်တဲ့အင်အား2500လောက်ရှိတဲ့လေ့ကျင့်ရေးယူနစ်တပ်ရင်းပဲဖြစ်ပါတယ်။အမှတ်17နယ်မြေကန်တပ်ရင်းကတော့အရင်အိန္ဒိယတပ်မတော်လက်အောက်မှာတည်းရှိခဲ့တဲ့အမှတ်17နယ်မြေကန်တပ်ရင်းကို1938ခုနှစ်ဧပြီလ1ရက်နေ့မှာတိုက်ရိုက်ပြောင်းလဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။အမှတ်12နယ်မြေကန်တပ်ရင်းအောက်ဗမာပြည်ကိုတော့1939ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာဖွဲ့စည်းပြီးမြန်မာနဲ့ကရင်လူမျိုးတွေအဓိကပါဝင်ပါတယ်။အမှတ်12နယ်မြေကန်တပ်ရင်းကိုစတင်ဖွဲ့စည်းချိန်မှာအမှတ်17နယ်မြေကန်တပ်ရင်းစီကတပ်ခွဲ2ခုကိုလွှဲပြောင်းယူပြီးစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့1940ခုနှစ်မှာနောက်ထပ်တပ်ခွဲ2ခုကိုတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။အမှတ်73ရှမ်းပြည်နယ်မြေကန်တပ်ရင်းကို1939ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးအမှတ်14ရှမ်းပြည်နယ်မြေကန်တပ်ရင်းကိုတော့1941ခုနှစ်မေလ15ရက်နေ့မှာဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ရင်းတွေကိုတော့ RAF ဗြိတိရှ်တော်ဝင်လေတပ်ရဲ့လေယာဉ်ဝင်းတွေကိုစောင့်ကြပ်ဖို့အတွက်အဓိကဖွဲ့စည်းခဲ့တာဖြစ်ပြီးရှမ်းကရင်နဲ့မြန်မာအရာရှိစစ်တီတွေနဲ့အဓိကဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။အမှတ်7ကနေ14အထိတပ်ရင်း၄ရင်းဟာနယ်မြေကန်တပ်ရင်းတွေဖြစ်ပြီးနယ်မြေကန်တပ်ရင်းတွေရဲ့တာဝန်ဟာဗမာပြည်ဒေသနယ်နိမိတ်အတွင်းမှာပဲလှုပ်ရှားတိုက်ခိုက်ဖို့တာဝန်ရှိတဲ့တပ်ရင်းတွေပဲဖြစ်ပါတယ်။1942ခုနှစ်ဖက်စစ်ဂျပန်တွေဗမာပြည်ဒေသကိုထိုးစစ်ဆင်လာတဲ့အချိန်မှာတော့ Burma Rifle တပ်ဖွဲ့ဟာနောက်ထပ်ရောက်လာတဲ့မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူဖက်စစ်ဂျပန်တွေကိုအပြင်းထန်ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြရပါတယ်။ဒါပေမဲ့ဂျပန်တွေရဲ့ကြီးမားတဲ့ထိုးစစ်တွေကြောင့်မဟာမိတ်တပ်ဖွဲ့တွေအိန္ဒိယကိုဆုတ်ခွာသွားခဲ့တဲ့အခါမှာတော့ Burma Rifle တပ်ဖွဲ့ဟာလည်းအထိခိုက်များစွာအင်အားပြုံးထွေးမှုများစွာနဲ့ဆုတ်ခွာခဲ့ကြရပါတယ်။မင်္ဂလာတုံးမှာခြေစိုက်ထားတဲ့ Burma Rifle အမှတ်1တပ်ရင်းဂျပန်ကျူးကျော်စစ်ကာလအတွင်းမှာမြေမြို့တောင်ကြီးမြို့တွေကိုပြောင်းရွှေ့အခြေစိုက်ခဲ့ပြီးထိုင်းနိုင်ငံကနေရှမ်းပြည်နယ်တွေကိုဂျပန်တွေထိုးစစ်ဆင်ဝင်ရောက်လာမှာကိုခုခံကာကွယ်ဖို့မဟာမိတ်တရုတ်တပ်ဖွဲ့တွေနဲ့အတူတာဝန်ယူခဲ့ရပါတယ်။အိန္ဒိယကိုဆုတ်ခွာရောက်ရှိသွားချိန်မှာတော့ Burma Rifle အမှတ်1တပ်ရင်းတိတိကျကျအင်အားလျော့နေသွားခဲ့ရပြီး1942ခုနှစ်မေလမှာတပ်ရင်းကိုဖျက်သိမ်းခဲ့ရပါတယ်။ဗမာပြည်ဒေသတောင်ပိုင်းကိုကာကွယ်ရေးတာဝန်ယူထားတဲ့ Burma Rifle အမှတ်2တပ်ရင်းမော်လမြိုင်မြို့မှာအခြေစိုက်ပြီးတော့နောက်ပိုင်းမှာမာဂွီလို့ခေါ်တဲ့မိတ်မှာပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။ဂျပန်တွေကျူးကျော်ဝင်ရောက်လာတဲ့အခါအမှတ်2တပ်ရင်းဟာတနင်္လာရီဒေသမှာခုခံတိုက်ခိုက်ခဲ့ပြီးအဲ့ဒီဒေသကနေဗြိတိရှ်တွေအောင်မြင်စွာဆုတ်ခွာနိုင်ဖို့အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ရပါတယ်။အင်အားကြီးပါတဲ့ဂျပန်တို့ရဲ့ထိုးစစ်ကိုရင်ဆိုင်ခုခံရခြင်းဆုတ်ခွာရလမ်းလျှောက်ကကြမ်းတမ်းတဲ့မြေမျက်နှာတင်ပြင်းတဲ့ယောဂအမျိုးမျိုးနှိပ်စက်မှုတို့နဲ့အတူအမှတ်2တပ်ရင်းဟာလည်း1942ခုနှစ်မေလကုန်ပိုင်းမှာအထီးအခိုက်အဆုံးရှုံးများစွာနဲ့အိန္ဒိယကိုဆုတ်ခွာရောက်ရှိလာခဲ့ပါတယ်။မြေမြုပ်ခြေစိုက် Burma Rifle အမှတ်3တပ်ရင်းနောက်ပိုင်းမှာမင်္ဂလာတုံကိုပြောင်းရွှေ့ခြေစိုက်ခဲ့ပြီးဂျပန်ကျူးကျော်စစ်ကာလမှာတော့အမှတ်3တပ်ရင်းရဲ့တပ်ခွဲ2ခုဟာမိတ်နဲ့တဝဲကိုကာကွယ်ဖို့ဆေလွတ်ခဲ့ရပါတယ်။တဝဲတိုက်ပွဲမှာတပ်ခွဲ2ခုဟာအကြီးကျယ်ထိခိုက်ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း1942ခုနှစ်ဧပြီလမှာမန္တလေးမြို့ရောက်မှာတော့တပ်ရင်းကိုဖျက်သိမ်းခဲ့ရပါတယ်။အမှတ်4 Burma Rifle တပ်ရင်းဟာမင်းမြို့မန္တလေးတို့မှာခြေစိုက်ခဲ့ပြီးနောက်ပိုင်းမှာ
ထိုင်းနယ်စပ်အနီးကော့ကရိတ်မှာခြေစိုက်ခဲ့ပါတယ်။ဂျပန်ကျူးကျော်စစ်ကာလမှာတော့ကော့ကရိတ်မြောက်ရီဒေသမှာခုခံမှုတာဝန်ယူခဲ့ရပြီးနှက်ဖျားယောဂကြောင့်အကြီးကျယ်အထိနာခဲ့ရတဲ့တပ်ရင်းပဲဖြစ်ပါတယ်။1942ခုနှစ်နှစ်လယ်ပိုင်းမှာအိန္ဒိယနိုင်ငံမှာပဲတပ်ရင်းကိုဖျက်သိမ်းခဲ့ကြပါတယ်။မိထီလာအခြေစိုက်အမှတ်9တပ်ရင်းဟာအရှေ့ပိုင်းနယ်ခြားဒေသကိုကာကွယ်ရတဲ့တပ်ဖွဲ့တွေကတစ်ဖွဲ့ဖြစ်ပြီး1942ဖေဖော်ဝါရီလမှာအမှတ်73အိန္ဒိယချင်းလင်တပ်မဟာနဲ့မော်ချီမှာတွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့ရပါတယ်။ဒီတပ်ရင်းကိုလည်းအိန္ဒိယကိုဆုတ်ခွာအပြီးမှာဖျက်သိမ်းခဲ့ရပါတယ်။အမှတ်6တပ်ရင်းကို1941နိုဝင်ဘာလမှာတကွယ်မြို့ကိုအစောင့်တပ်အဖြစ်ပို့ဆောင်ထားရှိခဲ့ပြီး1940ဇန်နဝါရီလမှာတကွယ်မြို့ကိုဂျပန်တွေရဲ့တိုက်ခိုက်မှုမှာအထိခိုက်အကျအဆုံးများစွာရှိခဲ့ပြီးတဲ့နောက်အမှတ်6တပ်ရင်းကိုဖျက်သိမ်းခဲ့ရပါတယ်။အမှတ်9တပ်ရင်းဟာ1942ဇန်နဝါရီလမှာမော်လမြိုင်မြို့ကိုရောက်ရှိလာခဲ့ပြီးမော်လမြိုင်မြို့ကိုခုခံကာကွယ်ရမှာပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီတပ်ရင်းကိုတော့အိန္ဒိယကိုဆုတ်ခွာနေစဉ်မှာပဲဖျက်သိမ်းခဲ့ရပါတယ်။အမှတ်10တပ်ရင်းဟာတကွယ်နဲ့မြိတ်မှာအခြေစိုက်ခဲ့ပြီးနောက်ပိုင်းမှာမော်လမြိုင်ကိုဆုတ်ခွာလာပြီးတော့မော်လမြိုင်မြို့ကိုခုခံကာကွယ်ရမှာအဓိကအင်အားစုအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။အမှတ်10တပ်ရင်းကိုလည်းအိန္ဒိယပြည်အရောက်မှာဖျက်သိမ်းခဲ့ပါတယ်။အမှတ်17နယ်မြေကန်တပ်ရင်းကတော့ဂျပန်ကျူးကျော်စစ်ကာလမှာမန္တလေးနဲ့ပဲခူးမီးရထားလမ်းပိုင်းတုံကျုံရေးကိုတောင်းယူခဲ့ရပါတယ်။အမှတ်17နယ်မြေကန်တပ်ရင်းဟာမင်္ဂလာတုံတဝိုက်ကအချက်ချာနေရာတွေရထားလမ်းကူးတရားတွေနဲ့မင်္ဂလာတုံနဲ့ဇီယကွင်းမှာရှိတဲ့လေရင်စင်းသက်ကွင်းတွေရဲ့လုံခြုံရေးကိုတောင်းယူခဲ့ရပါတယ်။ဒါအပြင်စစ်တောင်းမြို့ဝန်တလျှောက်ရင်းအချက်လက်စုံစမ်းထောက်လှမ်းရေးနဲ့ရန်ကုန်မြို့ကိုစွန့်ခွာရေးလုပ်ငန်းစဉ်တွေမှာလည်းပါဝင်ခဲ့ရပါတယ်။အမှတ်73နဲ့14ရှမ်းပြည်နယ်မြေခံတပ်ရင်းတွေကတော့နတ်ဆန်နဲ့ဟဲဟိုအပါဝင်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တော်ဝင်လေတပ်တွေရဲ့လေရင်ကွင်းတွေကိုလုံခြုံရေးတာဝန်ယူခဲ့ရပါတယ်။မဟာမိတ်တပ်တွေအိန္ဒိယကိုဆုတ်ခွာသွားပြီးတဲ့နောက်ဘာမာရိုင်ဖယ်တပ်ရင်းအားလုံးနီးပါးဖျက်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့အင်အားအတော်သေးကျန်နေသေးတဲ့အမှတ်2တပ်ရင်းကိုတော့ဖျက်သိမ်းခြင်းမပြုဘဲဖျက်သိမ်းလိုက်တဲ့တပ်ရင်းတွေစီကလက်ကျန်တပ်ဖွဲ့ဝင်အင်အားတွေကိုပါစုပေါင်းပြီးအမှတ်2တပ်ရင်းကိုအသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ဒီတပ်ရင်းဟာဗြိတိရှဗိုလ်ချုပ်အော်ဒီဝင်းဂိတ်ရဲ့နာမည်ကျော်ချင်းတစ်စစ်စင်ရေးမှာအထူးတပ်ဖွဲ့ဝင်တပ်ရင်းဖြစ်လာခဲ့ပါတယ်။ဗတ်စစ်ဂျပန်တွေတိမ့်ပိုက်ထားတဲ့ဗမာပြည်ဒေသတွေကိုထိုးဖောက်ဝင်ရောက်ပြီးရန်သူနယ်မြေကြားထဲမှာယောက်ျားစစ်စင်ရေးတွေနဲ့တိုက်ခိုက်ခဲ့ကြတဲ့1943ပထမချင်းတစ်စစ်စင်ရေး1944ဒုတိယချင်းတစ်စစ်စင်ရေးစတဲ့စစ်စင်ရေးနှစ်ခုလုံးမှာအမှတ်2ဘာမာရိုင်ဖယ်တပ်ရင်းဟာပါဝင်လှုပ်ရှားတိုက်ခိုက်ခဲ့ကြပါတယ်။ဘာမာရိုင်ဖယ်တပ်ဖွဲ့ဝင်တွေဟာဗမာပြည်ဒေသခံတွေဖြစ်ကြတဲ့အတွက်မြေပြင်ခြေနေကျွမ်းကျင်မှုဘာသာစကားနဲ့ဒေသဒလိထုံးစံတွေကိုနားလည်မှုတို့ဟာချင်းတစ်အထူးတပ်ဖွဲ့လှုပ်ရှားမှုအတွက်အထောက်အကူအများကြီးဖြစ်စေခဲ့ပါတယ်။1945ခုနှစ်ဂျပန်တွေလက်နက်ချပြီးဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါအမှတ်2ဘာမာရိုင်ဖယ်တပ်ရင်းကိုခြေလင်တပ်ရင်းအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးအိန္ဒိယပြည်ဟိုရှီယာပူးမှာထားရှိခဲ့ပါတယ်။ဗမာပြည်ဒေသအတွက်ရည်ရွယ်ပြီးပြန်လည်ဖွဲ့စည်းခဲ့တဲ့ဒီတပ်ရင်းမှာကရင်တပ်ခွဲချင်းတပ်ခွဲကချင်တပ်ခွဲတွေနဲ့ပါဝင်ဖွဲ့စည်းထားပြီးစစ်တီအများစုဟာမဟာမိတ်တွေနဲ့အတူဖက်စစ်ဂျပန်တွေကိုတိုက်ခိုက်ခဲ့ကြတဲ့ချင်းတဲ့အထူးစစ်စင်ရေးမှာပါဝင်ခဲ့ကြတဲ့စစ်ပြန်တွေပဲဖြစ်ကြပါတယ်။1945ခုနှစ်စက်တင်ဘာလမှာမကြာမီမှာလွတ်လပ်တဲ့ပြည်ထောင်စုရဲ့တပ်မတော်ဖြစ်လာမယ်။ပြည်ထောင်စုတပ်မတော်ကိုတရားဝင်ဖွဲ့စည်းခဲ့ပါတယ်။အမှတ်နဲ့ဘာမာရိုင်ဖယ်တပ်ရင်းဟာလည်းအသစ်ဖွဲ့စည်းလိုက်တဲ့ပြည်ထောင်စုတပ်မတော်ရဲ့တပ်ရင်းတစ်ခုအနေနဲ့ထည့်သွင်းဖွဲ့စည်းခဲ့ရပါတယ်။ကားနေတဲ့တောင်တစိတ်ကိုတပ်ဖွဲ့ရဲ့အမှတ်တစိတ်အနေနဲ့အဓိကအသုံးပြုခဲ့တဲ့ဘာမာရိုင်ဖယ်တပ်ဖွဲ့တွေဟာပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်တွေမှာပါဝင်တိုက်ခိုက်ခဲ့ကြသလိုပဲကျွန်တော်တို့ရဲ့ပြည်ထောင်စုတပ်မတော်စတင်ဖွဲ့စည်းရမှာလည်းပါဝင်ခဲ့တဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တာကတော့ဘာမာရိုင်ဖယ်တပ်ဖွဲ့တွေအကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ပတ်တွေမှာလည်းဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။